Hello Cheese Collection ကနေကြိုဆိုပါရစေ။မင်းတို့ဒီနေ့ဒီ Crime Baby အယုတ်ကလေးကိုပေါ့နော်။အတူတူလိုက်ထိုးကြရအောင်နော်။လိုအပ်တဲ့ပစ္စည်းတွေက Mid Cotton 4 ply ပေါ့နော်။ဒီအယောင်လေးတွေလိုမယ်ပေါ့နော်။ဒါကြတော့ကိုလုံးလေးအတွက်ပြီးရင်စပင်လေးတို့ဟိုခေါင်းဆောင်လေးတွေကတော့ကိုကြိုက်တဲ့အယောင်ပေါ့နော်။ပြီးတော့လို့ရှိရင်ညရည်လေးအတွက်ကဖြူရောင်လေးလိုမယ်ပေါ့နော်။အစိုက်က 2.5 mm သုံးထားတယ်။ကကြီးလိုမယ်ကော်လိုမယ်ပြီးရင်ပါနီချဲဖို့အတွက်ပါနီလေးပေါ့နော်အဲ့ဒါလိုမယ်ချုပ်အပ်မှတ်ချိတ်ပြီးရင်စီလီကွန်ပေါ့နော်ဒါလေးတွေလိုမယ်နော်ခေါင်းလေးစထိုးမယ်နော်အဲ့တော့မကျင်ရင်လောက်အောင်မကျင်ရင်ထဲမှာတိုင်တိုး6ခုထိုးမယ်ဒီပထမဆုံးထိုးခဲ့တဲ့တိုင်တိုးကိုမချိတ်လေးနဲ့မှတ်မယ်နေ3 4 5 6တိုင်တိုး6ခုထိုးပြီးသွားလို့ရှိရင်မင်းတို့ခွင်းကိုကျုံလိုက်မယ်ဒါဆိုရင်ပထမဆုံးဆင်းရမယ်နော်နောက်ဆင်းသွားမယ်နော်နောက်ဆင်းကြတော့ခုနတိုင်တိုး6ခုပေါ်မှာတိုင်ပွားလေး6ခုထိုးမယ်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာတိုင်တိုး2ခုဒီပထမဆုံးထိုးခဲ့တဲ့တိုင်တိုးလေးကိုမှချိန်နဲ့ပြန်ပြီးတော့မှတ်မယ်အဲ့ဒီအပေါက်မှာပဲနောက်ထပ်တိုင်တိုးလေးတစ်ခုထိုးပြီးတော့ပွားလိုက်မယ်နဲ့ဆိုတော့ဒါဆိုရင်တိုင်ပွားတစ်ခုရပြီပြီးရင်နောက်ထပ်တစ်ပေါက်မှာလည်းအလိုပဲတိုင်တိုး2ခုထိုးပြီးတော့ပွားမယ်ကျေအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခုနဲ့ဒါဆိုလို့ရှိရင်မင်းတိုင်ပွားလေး2ခုထိုးပြီးသွားပြီအလုံးပေါင်း6ခုထိုးမှာဆိုတော့4ခုကျန်တယ်အဲ့ဒါလေးကိုဆက်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်မင်းတိုင်ပွားလေး6ခုထိုးပြီးသွားပြီအဲ့တော့နောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်ကကြတော့တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုထိုးမယ်တိုင်တိုးတစ်ခုပထမဆုံးထိုးခဲ့တဲ့ဟာဆိုတော့မှချိန်လေးနဲ့ပြန်မှတ်မယ်တိုင်ပွားတစ်ခုတိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာတိုင်တိုး2ခုနဲ့ပွားမယ်ဒီအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခုနဲ့ထိုးလိုက်တော့ပွားလိုက်မယ်အဲ့ဆိုတိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတစ်ခါရပြီမိမိနောက်ထပ်တစ်ခါထပ်ထိုးပြမယ်တိုင်တိုးတစ်ခုပြီးသွားရင်နောက်ထပ်တစ်ပေါက်မှာပွားမယ်တိုင်တိုးလေး2ခုထိုးပြီးတော့ပွားလိုက်မယ်ဒါဆိုရင်တိုင်တိုးတစ်ခုတိုင်ပွားတစ်ခု2ခါပြီးသွားပြီအလုံးပေါင်း6ခါထိုးမှာဆိုတော့နောက်ထပ်4ခါကိုဆက်ပြီးတော့ထိုးလိုက်နော်နောက်ဆင့်သွားမယ်နော်နောက်တစ်ဆင့်ရကြတော့တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုထိုးမယ်အဲ့တော့ထိုးပြမယ်နော်တိုင်တိုးတစ်ခုပထမဆုံးထိုးခဲ့တဲ့တိုင်တိုးကိုမှချိန်လေးနဲ့မှတ်မယ်ပြီးရင်တိုင်ပွားတစ်ခုပွားမယ်ဆိုတော့တစ်ပေါက်ထဲမှာတိုင်တိုး2ခုထိုးမယ်တိုင်ပွားတစ်ခုပြီးရင်ဘာပြန်လာမလဲဆိုလို့ရှိရင်တိုင်တိုးတစ်ခုပြန်လာမယ်အဲဆိုတော့တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုเนาะအဲ့ဒီဟာကိုအလုံးပေါင်း6ခါထိုးမယ်မိမိနောက်ထပ်တစ်ခါထပ်ထိုးပြမယ်တိုင်တိုးတစ်ခုပြီးသွားလို့ရှိရင်ပွားမယ်တိုင်ပွားတစ်ပေါက်ထဲမှာတိုင်တိုးလေး2ခုထိုးလိုက်မယ်ပွားမယ်ပြီးရင်နောက်ထပ်တိုင်တိုးတစ်ခုဒါဆိုလို့ရှိရင်မင်း2ခါရပြီနောက်ထပ်4ခါကိုတိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုဆက်ပြီးတော့ထိုးလိုက်နော်ဒီတိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုကိုအလုံးပေါင်း6ခါထိုးပြီးသွားပြီမင်းတို့နောက်တစ်ဆင့်သွားမယ်နော်နောက်တစ်ဆင့်ကကြတော့တိုင်တိုး3ခုတိုင်ပွားတစ်ခုဒီပထမဆုံးထိုးခဲ့တဲ့ပေါက်ကိုမချိန်လေးနဲ့မှန်လိုက်မယ်ဒီနေတိုင်တိုး3ခုပြီးရင်တိုင်ပွားတစ်ခုလာမယ်တိုင်ပွားတစ်ခုဆိုတော့တစ်ပေါက်ထဲမှာတိုင်တိုးလေး2ခုထိုးပြီးတော့ပွားလိုက်မယ်เนาะဒါဆိုရင်တစ်ခါရပြီမင်းနောက်ထပ်တစ်ခါထပ်ထိုးပြမယ်တေနေတိုင်တိုး3ခုပြီးသွားလို့ရှိရင်တိုင်ပွားတစ်ခုတစ်ပေါက်ထဲမှာတိုင်တိုးလေး2ခုထိုးပြီးတော့ပွားလိုက်မယ်ဒါဆိုရင်တိုင်တိုး3ခုတိုင်ပွားတစ်ခုကိုအလုံးပေါင်း6ခါထိုးရမယ်မင်း2ခါပြီးသွားပြီဆိုတော့နောက်ထပ်4ခါထပ်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်မင်းတို့ကတိုင်တိုး3ခုတိုင်ပွားတစ်ခုကိုအလုံးပေါင်း6ခါထိုးပြီးသွားတယ်အဲ့တော့တိုင်တိုးက3ခုတိုင်ပွားက
တစ်ခုဆိုတော့တိုင်တိုလေး2ခုပေါ့အားလုံးပေါင်းတိုင်တို5ခုရှိတယ်အဲ့5ခုကို6ခါထိုးလဲဆိုတော့9 6 30ဒါဆိုရင်ဒီမှာတိုင်တိုလေးအခု30ရှိမယ်အဲ့အခု30မှာတစ်ပေါက်ကိုတိုင်တိုတစ်ခုနှုံးနဲ့ထိုးရမယ်เนาะအားလုံးပေါင်းတိုင်တိုအခု30ရမယ်ဒီပြီးရင်မှတ်ချိန်လေးနဲ့ပြန်ပြီးတော့ဓမ္မဆုံးအပေါက်ကိုမှတ်ချိန်နဲ့မှတ်မယ်เนาะဒီနေတပေါက်စီမှာတစ်တိုင်းလုံးเนาะ3 4 5ဒါဆိုရင်မင်းတိုင်တိုး5ခုပြီးသွားပြီအဲ့တော့အားလုံးပေါင်းနောက်ထပ်25ခုကျန်မယ်အဲ့25ခုဆက်ပြီးတော့ထိုးလိုက်เนาะဒါဆိုရင်တပေါက်စီမှာတစ်တိုင်းလုံးနဲ့တိုင်တိုးလေးအခု30ထိုးပြီးသွားပြီအဲ့တော့နောက်တစ်ဆင့်သွားမယ်เนาะနောက်တစ်ဆင့်ကြတော့ဘာလာမလဲဆိုလို့ရှိရင်တိုင်တိုး2ခုလာမယ်ဒီပထမဆုံးထိုးတဲ့တိုင်တိုလေးကိုမှတ်ချိန်နဲ့ပြန်မှတ်မယ်။နဲ့တိုင်တို2ခုလာမယ်ပြီးွားလို့ရှိရင်ပွားမယ်။တစ်ပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်။ပွားလိုက်မယ်။ဒါဆိုရမယ်နော်။ပြီးရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်တို4ခုတိုင်ပွားတစ်ခုကို9ခါလာမယ်။တိုင်တို4ခုတိုင်ပွားတစ်ခုကို9ခါလာမယ်နော်။အဲ့တော့ထိုးပြမယ်နော်။ဒီနဲ့3 4တိုင်တို4ခုပြီးွားရင်တိုင်ပွားတစ်ခုလာမယ်တစ်ပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်ဒါဆိုရင်မင်းတစ်ခါရပြီပြီးရင်နောက်ထပ်တစ်ခါထပ်ထိုးမယ်တိုင်တို4ခုတေးနဲ့3 4တိုင်တို4ခုပြီးရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်ပွားတစ်ခုတေးနဲ့ဒီပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်တယ်ဒါဆိုလို့ရှိရင်တိုင်တို4ခုတိုင်ပွားတစ်ခုတိုင်တို4ခုတိုင်ပွားတစ်ခု2ခါရပြီအားလုံးပေါင်း5ခါထိုးမှာဆိုတော့နောက်ထပ်3ခါကိုထပ်ထိုးလိုက်ပြီးရင်မင်းပြန်ပြပြီမယ်နော်ဆိုရင်မင်းတို့တိုင်တို4ခုတိုင်ပွားတစ်ခုကိုအားလုံးပေါင်း5ခါထိုးပြီးသွားပြီ5ခါထိုးပြီးသွားရင်နောက်ဆုံးမှာ2ပေါက်ကျန်မယ်အဲ့ဒီမှာကတိုင်တိုတစ်ပေါက်ကိုတစ်ခုစီပေါ့နော်ဒီနဲ့โอเคเนาะအဲ့ဆိုလို့ရှိရင်ဒီတန်းဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်တိုင်တို2ခုလာတယ်ပြီးရင်တိုင်ပွားတစ်ခုပြီးသွားလို့ရှိရင်ဘာလာလဲဆိုလို့ရှိရင်တိုင်တို4ခုတိုင်ပွားတစ်ခုကိုအားလုံးပေါင်း5ခါထိုးလိုက်တယ်ပြီးသွားရင်နောက်ဆုံး2ပေါက်ကျန်တဲ့ဟာမှာတိုင်တိုလေး2ခုထိုးလိုက်တယ်ဒါဆိုရင်ဒီရက်စင်ရမယ်เนาะဒါဆိုရင်မင်းတို့နောက်တစ်ဆင့်သွားဖို့အတွက်ဒီမှာတိုင်တိုလေးဘယ်နှခုရှိလဲဆိုတာကိုပြန်ရေးမယ်เนาะအဲ့တော့မင်းတို့ခုနကတော့ထိုးတာကတိုင်တို2ခုဆိုတော့နှစ်ပြီးရင်တိုင်ပွားတစ်ခုတိုင်ပွားတစ်ခုဆိုတော့တိုင်တိုလေး2ခုဆိုတော့အားလုံးပေါင်း4ခုရှိပြီ4ခုပြီးသွားလို့ရှိရင်တိုင်တို4ခုတိုင်ပွားတစ်ခုကို9ခါထိုးတယ်အဲ့တော့တိုင်တို4ခုတိုင်ပွားတစ်ခုဆိုတော့6အဲ့ဒီဟာကို6 5လီ30အဲ့တော့30ပေါ့နော်6 5 30ဖြစ်သွားမယ်ဆိုတော့ခုန4ခုနဲ့ဆိုတော့34ပြီးသွားလို့ရှိရင်နောက်ဆုံးမှာတိုင်တိုလေး2ခုဆိုတော့အားလုံးပေါင်း36အဲ့တော့တိုင်တို36ခုရှိတယ်အဲ့တိုင်တို36ခုပေါ်မှာเนาะအဲ့တိုင်တိုလေးတစ်ပေါက်စီမှာတစ်တိုင်းနှုံးနဲ့36ခုထိုးမယ်เนาะအဲ့တော့36ခုထိုးမယ်1နဲ့3 4 6ဒါဆိုရင်တစ်ပေါက်စီမှာတစ်တိုင်းလုံးနဲ့မင်းထိုးလာတာ6ခုရှိသွားပြီအားလုံးပေါင်းအခု30ကျန်မယ်အဲ့အခု30ကိုဆက်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်မင်းတို့အားလုံးပေါင်းတိုင်တိုလေး36ခုထိုးပြီးသွားပြီအဲ့လိုမျိုးတိုင်တို36ခုကိုနောက်ထပ်ဘယ်လက်တန်းထပ်မလဲဆိုလို့ရှိရင်3တန်းထပ်ပြီးတော့တက်မယ်နော်3တန်းထပ်ပြီးတော့တက်ရမယ်နော်ဒီပထမဆုံးထိုးတဲ့အပေါက်မှာတော့မှတ်ချိန်လေးနဲ့မှတ်မယ်နဲ့3အဲ့တော့ဒီမှာ36ခုတဒန်းပြီးရင်နောက်ထပ်36ခုတဒန်းနောက်ထပ်36ခုတဒန်းနဲ့အားလုံးပေါင်း3တန်းထပ်ပြီးတော့တက်လိုက်ပါနော်တစ်ပေါက်စီမှာတစ်တိုင်းလုံးနဲ့ဆိုရင်မင်းနောက်ထပ်3တန်းတက်ပြီးသွားရင်နော်1 2 3 3တန်းတက်ပြီးသွားပြီအဲ့တော့နောက်တစ်ဆင့်သွားမယ်နော်နောက်တစ်ဆင့်ကျတော့ဘာလာမလဲဆိုလို့ရှိရင်တိုင်တိုးလေး10ခုထိုးမယ်1
ဓမ္မဆုံးထုတ်ခဲ့တဲ့ပေါက်ကိုမကြိတ်လေးနဲ့ပြန်မှတ်မယ်နော်ပြီးသွားလို့ရှိရင်နေ3 4 5အဲ့တော့နောက်ထပ်တိုင်တို5ခုထပ်ထိုးလိုက်နော်တိုင်တို10ခုထိုးပြီးပြီတိုင်တို10ခုထိုးပြီးသွားလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်ပွား6ခုလာမယ်တဲ့အဲ့ဒီတစ်ပေါက်ထဲမှာပဲတိုင်တို2ခုထိုးပြီးတော့ပွားလိုက်မယ်နဲ့ဆိုတော့တိုင်ပွားတစ်ခါပြီးသွားလို့ရှိရင်နောက်ထပ်တိုင်ပွား2ခါပြီးရင်နောက်ထပ်တိုင်ပွားတစ်ခါ3ခါရပြီအဲ့တော့နောက်ထပ်တိုင်ပွား3ခါထပ်ပြီးတော့ထိုးလိုက်အောင်နော်ဒါဆိုရင်အားလုံးပေါင်းတိုင်ပွား6ခါထိုးပြီးသွားပြီတိုင်ပွား6ခါထိုးပြီးသွားရင်ဘာပြန်လာမလဲဆိုလို့ရှိရင်တိုင်တို4ခါပြန်လာမယ်တစ်တပေါက်စီမှာတတိုင်လုံးနဲ့တိုင်တို4ခုပြန်လာမယ်2 3 4တိုင်တို4ခုပြန်လာမယ်4ခုပြန်လာပြီးရင်ဘာပြန်လာမလဲဆိုလို့ရှိရင်တိုင်ပွား6ခါပြန်လာမယ်အဲ့တော့တပေါက်ထဲမှာတိုင်တို2ခုနဲ့တိုင်ပွား6ခုပြန်ထိုးမယ်1နဲ့ဒါဆိုရင်တိုင်ပွား2ခါရပြီနောက်ထပ်4ကထပ်ထိုးလိုက်နော်တိုင်ပွားကိုအဲဆိုရင်တိုင်ပွားလေး6ခုထပ်ထိုးပြီးသွားပြီထိုးပြီးသွားရင်မင်းတို့ဘာကြံမလဲဆိုလို့ရှိရင်တိုင်တိုအပေါက်လေး10ခုကြံနေမယ်အဲ့တော့တစ်ပေါက်စီမှာတတိုင်လုံးနဲ့တိုင်တို10ခုထိုးလိုက်မယ်1 2 3 4 5 6 7 8 9 10ဒါဆိုရင်ဒီအဆင့်ကဘယ်လိုသွားထားလဲဆိုရင်မင်းတို့အားလုံးပေါင်းတိုင်တိုလေး10ခုလာတယ်ပြီးတော့ရင်ဘာလာလဲဆိုလို့ရှိရင်တိုင်ပွားလေး6ခုလာတယ်ပြီးရင်တိုင်တိုလေး4ခုလာတယ်ပြီးရင်တိုင်ပွား6ခါပြန်လာတယ်ပြီးရင်တိုင်တို10ခုလာတယ်เนาะဒါဆိုလို့ရှိရင်ဒီအဆင့်လေးရမယ်เนาะဒါဆိုရင်မင်းတို့နောက်ထပ်တစ်ဆင့်သွားမယ်เนาะနောက်ထပ်တစ်ဆင့်ကျတော့ဘာထိုးရမလဲဆိုလို့ရှိရင်တိုင်တိုလေး22ခုအရင်ထိုးမယ်တဲ့ပထမဆုံးထိုးခဲ့တဲ့အပေါက်ကိုမကြိမ်လေးနဲ့မှတ်မယ်1 2 3 4တပေါက်စီမှာတတိုင်လုံးနဲ့တိုင်တိုလေး22ခုအရင်ထိုးလိုက်မယ်နော်ဒီနေရာမှာတိုင်ပွားထားတာဆိုတော့နော်အပေါက်ကလေးတွေမကြော်စိမ့်နဲ့နော်တပေါက်စီမှာတတိုင်လုံးနဲ့ထိုးရလိုက်မယ်အားလုံးပေါင်းတိုင်တို22ခုထိုးအဲ့ဒါကိုအရင်ထိုးလိုက်နော်မြင်မြင်လေးထိုးလိုက်အောင်မယ်ပြီးရင်ပြန်ပြပေးမယ်ဒါဆိုရင်တိုင်တိုလေးအားလုံးပေါင်း22ခုထိုးလာပြီးသွားပြီနော်ပြီးသွားလို့ရှိရင်မင်းတို့ဘာလာမလဲဆိုလို့ရှိရင်တိုင်ရော2ခါလာမယ်တိုင်ရောဆိုတော့တစ်ပေါက်ထဲကိုထည့်လိုက်တယ်မချွတ်သေးဘူးပြီးရင်နောက်ထပ်တစ်ပေါက်ကိုထပ်ပြီးတော့ထည့်တယ်နှစ်ပေါက်ကိုမှတစ်ခါတည်းစုပြီးတော့ချွတ်တယ်ဒါဆိုရင်တိုင်ရောတစ်ခါပြီးရင်နောက်ထပ်တိုင်ရောနောက်ထပ်တစ်ခါထပ်လာမယ်ထိုးလိုက်တယ်မချွတ်သေးဘူးပြီးရင်နောက်ထပ်တစ်ပေါက်ကိုထပ်ပြီးတော့ထိုးတယ်ဒီလိုမျိုးလေးဖြစ်သွားတော့မှတစ်ခါတည်းစုပြီးတော့ချွတ်လိုက်တယ်တိုင်ရော2ခါထိုးလိုက်ပြီเนาะတိုင်ရော2ခါထိုးပြီးသွားလို့ရှိရင်မင်းဘာပြန်လာမလဲဆိုလို့ရှိရင်ဒီမှာအားလုံးပေါင်းတိုင်တို22ခုထပ်ကြံလိုက်မယ်เนาะအဲ့ဒီဟာကိုတစ်ပေါက်စီမှာတစ်တိုင်လုံးနဲ့တိုင်တို22ခုထိုးရမယ်1 2 3တစ်ပေါက်စီမှာတစ်တိုင်လုံးနဲ့အားလုံးပေါင်းတိုင်တိုလေး22ခုစုံတဲ့ထီကိုထိုးလိုက်เนาะဆိုရင်ဒီရတန်းတိုင်တို22ခုလာတယ်ပြီးရင်တိုင်ရော်လေး2ခုလာတယ်ပြီးတော့တိုင်တို22ခုပြန်ပြီးတော့လာတယ်เนาะဒါဆိုဒီတိုင်းလေးရမယ်ဒါဆိုရင်နောက်ထပ်တန်းသွားမယ်เนาะနောက်ထပ်တန်းကြတော့ဘာလာမလဲဆိုလို့ရှိရင်တိုင်တို22ခုပဲပြန်ပြီးတော့လာမယ်1ပြီးတော့လို့ရှိရင်နှစ်တပေါက်စီမှာတိုင်လုံးနဲ့တိုင်တိုလေး22ခုထိုးပါလိုက်เนาะမင်း2ခုပြီးပြီဆိုတော့နောက်ထပ်20ထပ်ပြီးတော့ထိုးလိုက်အားလုံးပေါင်း22ထိုးလိုက်ပြန်ပြပေးမယ်နော်အဲဆိုရင်တိုင်တိုလေး22ခုရပြီပြီးတော့လို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်ရောတစ်ခုလာမယ်တိုင်ရောဆိုတော့နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရောတစ်ခုလာမယ်ပြီးရင်ဘာပြန်လာမလဲဆိုလို့ရှိရင်ကြံတဲ့တိုင်တိုလေးအခု22ခုထပ်ပြီးတော့ထိုးလိုက်မယ်1နဲ့မင်းတိုင်တို2ခုပြီးသွားပြီနောက်ထပ်အခု20ရှိမယ်တစ်ပေါက်စီမှာတစ်တိုင်လုံးနဲ့တိုင်တိုလေး20ထိုးလိုက်အားလုံးပေါင်း22ပေါ့နော်
ဒါဆိုရင်22ခုထိထိုးပြီးသွားပြီเนาะအဲ့တော့မင်းတို့ပြန်ရည်ကြည့်အောင်เนาะဒါဆိုရင်ဒီအဆင့်မှာဘာလဲဆိုလို့ရှိရင်တိုင်တိုလေး22ခုလာတယ်ပြီးသွားလို့ရှိရင်တိုင်ရောတစ်ခုလာတယ်ဒါဆိုရင်အလုံးပေါင်း23ခုဖြစ်သွားပြီပေါ့เนาะပြီးသွားလို့ရှိရင်နောက်ထပ်တိုင်တိုလေး22ခုပြန်လာတယ်เนาะ22ခုပြန်လာတယ်ဆိုတော့အလုံးပေါင်းဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင်တိုင်တိုအခုရေ45ခုဖြစ်သွားမယ်ဒါဆိုရင်ဒီအဆင့်ကတပေါက်စီမှာတတိုင်နှုံးနဲ့တိုင်တိုလေး45ခုထိုးရမယ်เนาะ1နေ3 4 5ဒါဆိုရင်5ခုပြီးသွားပြီနောက်ထပ်တိုင်တိုလေးအခု40ထပ်ပြီးတော့ထိုးလိုက်เนาะဒါဆိုရင်ဒီအတိုင်းရမယ်เนาะဆိုရင်တိုင်တိုလေး45ခုထိုးပြီးသွားပြီနောက်ထပ်တစ်တန်းသွားရအောင်เนาะနောက်ထပ်တစ်တန်းကျတော့ဘာလာမလဲဆိုလို့ရှိရင်တိုင်တို10ခုလာမယ်1နေတော့တိုင်တို10ခုထိုးလိုက်เนาะပြီးရင်ပြန်ပြပေးမယ်ဒါဆိုရင်မင်းတိုင်တို10ခုထိုးပြီးသွားပြီတိုင်တို10ခုထိုးပြီးသွားရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်ရော6ခုလာမယ်เนาะတိုင်ရော6ခုဆိုတော့နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရောတစ်ခါပြီးရင်နောက်ထပ်နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရောနှစ်ခါပြီးရင်နောက်ထပ်နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရော3ခါဒါဆိုရင်မင်းတိုင်ရော3ခါထိုးပြီးသွားပြီ6ခါထိုးမှာဆိုတော့နောက်ထပ်3ခါကျန်မယ်အဲ့3ခါကိုထပ်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်မင်းတို့တိုင်ရောလေး6ခုထိုးပြီးသွားပြီနော်ဒီမှာဆိုလို့ရှိရင်ပွားပြီးတော့ပြန်ကျုပ်တယ်ဆိုတော့နော်ဒီနားမှာအချိုင်လေးဖြစ်လာပြီเนาะအဲ့အပေါက်တွေတော့မှားမထိုးနဲ့เนาะအပေါက်တွေမှားထိုးတယ်ဆိုလို့ရှိရင်ဒီလိုမျိုးမဖြစ်ဖ ೇನೆ နေရာတွေလွဲသွားတတ်တယ်အဲ့တော့တိုင်ကြီးတွေကိုတည်ချာချာရည်ပြီးတော့ထိုးเนาะပြီးသွားရင်အဲ့တော့မင်းတိုင်ရောလေး6ခုထိုးပြီးသွားပြီတိုင်ရော6ခုထိုးပြီးရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်တိုတစ်ခုလာမယ်တိုင်တိုတစ်ခုထိုးလိုက်တယ်တိုင်တိုတစ်ခုထိုးပြီးရင်တိုင်ရောဘာပြန်လာမလဲဆိုလို့ရှိရင်6ခုပြန်လာမယ်အဲ့တော့နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တစ်ခါပြီးရင်နောက်ထပ်နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်နှစ်ခါပြီးရင်နောက်ထပ်နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်3ခါဒါဆိုရင်3ခါထိုးပြီးသွားပြီဘာကြံလဲဆိုရင်နောက်ထပ်3ခါကြံမယ်အဲ့3ခါကိုထိုးလိုက်နော်ပြီးရင်ပြန်ပြပေးမယ်ဆိုရင်မင်းတို့ဘယ်လောက်ပဲကြံတော့မလဲဆိုလို့ရှိရင်နောက်မှာတိုင်တိုလေး10ခုပဲเนาะ10ပေါက်ပဲကြံတော့မယ်အဲ့တော့တစ်ပေါက်စီမှာတစ်တိုင်လုံးနဲ့တိုင်တို10ခုထိုးလိုက်မယ်1နေ3ဒါဆိုရင်တစ်ပေါက်စီမှာတစ်တိုင်လုံးနဲ့10ခုဆက်ပြီးတော့ထိုးရလိုက်เนาะ10ခုက3ခုပြီးဆိုတော့နောက်ထပ်9ခုကြံမယ်ဒီအဆုံးနဲ့ထိထိုးလိုက်เนาะဒါဆိုရင်ဒီအဆင့်ကတိုင်တိုအလုံးပေါင်း10ခုပြီးရင်တိုင်ရော6ခုပြီးရင်တိုင်တိုလေးတစ်ခုပြီးရင်တိုင်ရော6ခုတိုင်တို10ခုเนาะဒါဆိုရင်ဒီဆင့်ရမယ်ဒါဆိုရင်နောက်တစ်ဆင့်သွားမယ်เนาะနောက်တစ်ဆင့်ကြတော့ဘာထိုးမလဲဆိုလို့ရှိရင်တိုင်တို3ခုတိုင်ရောတစ်ခုကိုအလုံးပေါင်း6ခါထိုးမယ်တိုင်တို3ခုထိုးမယ်ဓမ္မဆုံးပေါက်ကိုမကြိတ်လေးပြန်မှတ်မယ်တိုင်တို3ခုနဲ့3တိုင်တို3ခုပြီးတော့လို့ရှိရင်တိုင်ရောတစ်ခုတိုင်ရောတစ်ခုတစ်ခါရပြီမင်းတို့အားလုံးပေါင်းအဲ့ဒါကို6ခါထိုးမယ်ထပ်ထိုးပြမယ်နော်1နဲ့3တိုင်တို3ခုပြီးရင်တိုင်ရောတစ်ခုအဲ့တော့2ခါရပြီအားလုံးပေါင်း6ခါဆိုနောက်ထပ်4ခါထပ်ပြီးတော့ထိုးလိုက်နော်ပြီးရင်ပြန်ပြပေးမယ်ဆိုရင်တိုင်တို3ခုတိုင်ရောတစ်ခု6ခါထိုးပြီးသွားပြီအဲ့တော့မင်းတို့နောက်မှာဘာလဲနှစ်ပေါက်ကြံလဲဆိုလို့ရှိရင်3ပေါက်ကြံမယ်အဲ့ဒီ3ပေါက်မှာတစ်ပေါက်စီမှာတစ်တိုင်နှုံးနဲ့တိုင်တို3ခုထိုးလိုက်မယ်1နဲ့3ဒါဆိုရင်ဒီအစင်းကတိုင်တို3ခုတိုင်ရောတစ်ခု6ခါပြီးသွားလို့ရှိရင်တိုင်တို3ခုเนาะဒါဆိုရင်ရမယ်เนาะအဲ့ဆိုရင်မင်းတို့နောက်ထပ်တစ်ဆင့်သွားမယ်နော်နောက်ထပ်တစ်ဆင့်ကကြတော့တိုင်တို2ခုတိုင်ရောတစ်ခု6ခါထိုးမယ်ဒီမချိန်လေးနဲ့ပြန်ပြီးတော့မှတ်မယ်တိုင်တို2ခုပြီးရင်တိုင်ရောဆိုတော့နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်
တိုင်ရောတစ်ခု6ခါထိုးမယ်နော်အခုတစ်ခါပြီးသွားပြီအဲ့တော့နောက်ထပ်တစ်ခါထပ်ထိုးမယ်တိုင်တိုး2ခုနဲ့တိုင်ရောတစ်ခုဒါဆိုရင်2ခါပြီးသွားရင်မင်းတို့က6ခါထိုးမယ်ဆိုတော့နောက်ထပ်4ခါထပ်ပြီးတော့ထိုးလိုက်နော်မင်းတို့တိုင်တိုး2ခုတိုင်ရောတစ်ခုအလုံးပေါင်း6ခါထိုးပြီးသွားပြီအနောက်မှာ3ပေါက်ကျန်လိမ့်မယ်နော်အဲ့ဒီ3ပေါက်မှာကြတော့တစ်ပေါက်စီမှာတိုင်တိုးတစ်ခုထပ်ထိုးလိုက်မယ်နဲ့3ဒါဆိုရင်ဒီအတန်းကတိုင်တိုး2ခုတိုင်ရောတစ်ခု6ခါနဲ့ပြီးရင်တိုင်တိုး3ခါနဲ့ပေါ့နော်အဲ့ဒါဆိုရမယ်နော်ဒါဆိုရင်နောက်တစ်တန်းသွားမယ်နော်နောက်တစ်တန်းကျတော့တိုင်တိုးတစ်ခုတိုင်ရောတစ်ခုအလုံးပေါင်း9ခါသွားမယ်တိုင်တိုးတစ်ခုမကြိတ်လေးနဲ့ပြန်ပြီးတော့မှတ်မယ်တိုင်ရောတစ်ခုတိုင်ရောဆိုတော့နှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရောတစ်ခုတစ်ခါရပြီပြီးတော့လို့ရှိရင်မင်းတို့နောက်ထပ်တစ်ခုသွားမယ်တိုင်တိုးတစ်ခုပြီးရင်တိုင်ရောနှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရောတစ်ခုဒါဆိုရင်တိုင်တိုးတစ်ခုတိုင်ရောတစ်ခုမိမိနှစ်ခါပြီးသွားပြီအားလုံးပေါင်း9ခါထိုးမှာဆိုတော့နောက်ထပ်5ခါကျန်မယ်အဲ့5ခါကိုဒီစုံတဲ့ထိထပ်ပြီးတော့ထိုးလိုက်နော်ဆိုရင်မင်းတို့တိုင်တိုးတစ်ခုတိုင်ရောတစ်ခု9ခါထိုးပြီးသွားပြီပေါ့နော်အဲ့ဒါထိုးပြီးသွားလို့ရှိရင်မင်းတို့ဒီထဲကိုဘာလုပ်မလဲဆိုလို့ရှိရင်ဆီလီကွန်လေးသွင်းမယ်နော်ဆီလီကွန်ကိုမင်းပြောတယ်နည်းနည်းချင်းစီပေါ့နော်နည်းနည်းချင်းစီနဲ့ပြီးတော့လို့ရှိရင်အထက်ကိုတိတ်တိတ်လေးဖြစ်အောင်တော့နော်ဆီလီကွန်နဲ့လို့ရှိရင်လည်းပိန်ပိန်ကြီးဖြစ်ပြီးလို့ရှိရင်မလာဘူးဆီလီကွန်ကိုအတင်းအကုန်လုံးစုပြုံပြီးထည့်လို့ရှိရင်လည်းတနေရာထဲမှာသွားပုံပြီးတော့မလာဘူးပေါ့နော်အဲ့လိုဖြစ်မှာဆိုလို့ဆီလီကွန်ကိုအညီလက်မျှရအောင်တော့ပေါ့နော်အခုဒီနေရာလေးမှာပုံသွင်းထားတာလေးရှိတယ်အဲ့နေရာလေးလေးဆိုလို့ရှိရင်လည်းပေါ်အောင်လို့ပေါ့နော်ဒီလိုအချိုက်နေရာဆိုရင်အချိုက်နေရာလေးတွေပေါ့နော်ပေါ်အောင်တုတ်ပြရမယ်နော်အဲ့ဆိုလို့ရှိရင်ဆီလီကွန်လေးတွေတုတ်လိုက်နော်အဲ့ဆိုရင်ဆီလီကွန်တုတ်ပြီးသွားပြီနော်ဒီနေရာမှာဆိုရင်နှာခေါင်းချိုက်ရလေးရှိတယ်ဒီနေရာမှာပါလိမ့်နှစ်ဖက်နော်အဲ့ဒီပါလိမ့်နှစ်ဖက်ကိုပေါ်အောင်လို့နော်ဆီလီကွန်တုတ်တယ်နော်ဆီလီကွန်တုတ်တယ်ဒီတိုင်းလေးပေါ့နော်ဒီမှာဆိုရင်ပါဖောင်းလေးနှစ်ဖောင်းပြီးလို့ရှိရင်ဒီမှာနှာခေါင်းနေရာလေးရှိတယ်ပေါ့နော်ဒါဆိုဒါနှာခေါင်းနေရာလေးနော်အဲ့တိုင်းလေးရမယ်အဲ့ဆိုရင်နောက်ဆုံးဆင်သွားမယ်နော်နောက်ဆုံးဆင်ရကြတော့တိုင်ရော9ခုထိုးမယ်တိုင်ရောဆီလီကွန်လေးတွေလက်လေးနဲ့အထက်ကိုတွတ်ပြီးသွားတာနော်ဘာလို့ဆိုရင်ဆီလီကွန်စားတွေပါလာမှာဆိုတိုင်ရော9ခုတစ်မချိန်နဲ့မှတ်မယ်ပြီးရင်နောက်ထပ်တိုင်ရောနှစ်ပေါက်ကိုတစ်ခါတည်းစုပြီးတော့ချွတ်မယ်တိုင်ရော2ခုရပြီအဲ့တော့5ခုကျန်မယ်5ခုကိုလည်းအဲ့လိုပဲတိုင်ရော5ခုထပ်ပြီးတော့ထိုးလိုက်နော်ပြီးရင်ပြန်ပြပေးမယ်ဒါဆိုရင်တိုင်ရော9ခုထိုးပြီးသွားပြီနော်တိုင်ရော9ခုထိုးပြီးသွားလို့ရှိရင်မင်းတို့ခြီစားကိုနည်းနည်းလေးရှည်ရှည်လေးထားလိုက်ထားပြီးတော့ဖြတ်လိုက်မယ်နော်ပြီးတော့ထုတ်လိုက်မယ်နော်ပြီးတော့လို့ရှိရင်ဘာလို့လုပ်မလဲဆိုလို့ရှိရင်ဒီမှာအပေါက်လေး9ပေါက်ကျန်နိုင်မယ်ပေါ့နော်အဲ့ဒါကိုဒီလိုမျိုးလေးထည့်မယ်နှစ်ပေါက်တစ်ခါစီပေါ့နော်တစ်ခုပြီးနှစ်ခုရောက်လာရင်နော်ပြောလို့ရှိရင်နောက်ထပ်2ပေါက်ကိုယူလိုက်တယ်4ပေါက်ပြီးရင်နောက်ထပ်2ပေါက်ထပ်ယူမယ်6ပေါက်ပြီးသွားရင်နောက်ထပ်တစ်ပေါက်ပေါ့နော်တစ်ပေါက်ရဲ့ရှေ့ဆုံးကတစ်ပေါက်ရဲ့ကိုပြန်ယူလိုက်ပေါ့နော်အဲ့ဆိုရင်အားလုံးပေါင်း10ပေါက်ရှိမယ်အဲ့10ပေါက်ကိုယူပြီးသွားလို့ရှိရင်ဒီလိုလေးဆွဲပြီးတော့ကျုံလိုက်တော့ဆွဲကျုံမယ်ပြီးရင်ခောက်တုပ်လေးပေါ့နော်ခောက်တုပ်လေးတစ်ချက်အကိုရှို့သွင်းပြီးတော့တုပ်လိုက်ရမယ်နော်တုပ်ပြီးသွားလို့ရှိရင်ဘာလုပ်မလဲဆိုလို့ရှိရင်အတွင်းကိုအထိုးပြီးသွားရင်ခြီစားတက်လိုက်တော့တနေရာကနေပြန်ထုတ်လိုက်ပေါ့နော်
ဒါဆိုရင်မင်းတို့ခေါင်းလေးရမယ်နော်ခေါင်းစွပ်လေးထိုးမယ်နော်ဒီခေါင်းစွပ်လေးကိုထိုးမယ်နော်မှာကြတော့မင်းကအပြာရောင်လေးသုံးထားတယ်အဲ့တော့ပုံမှန်တိုင်းပဲဘာလုပ်မလဲဆိုလို့ရှိရင်မကျင်ရင်းနဲ့ပဲစမယ်မကျင်ရင်းထဲမှာတိုင်တိုး6ခုထိုးမယ်1နဲ့စချင်းမှန်မှာမကျင်မှန်မယ်နော်အဲ့တော့တိုင်တိုး6ခုထိုးပြီးတော့ခွင်းကိုကျုံလိုက်နော်နောက်တစ်တန်းသွားမယ်နော်မြင်ဒီမှာဟိုတစ်ခါလေးစီပဲထိုးပြတော့မယ်နော်ဘာလို့လဲဆိုတော့ဒီဆက်စချင်းနေရဒီပုံစံအတိုင်းနေပြီပဲနော်ထိုးရတာလေအဲ့တော့နောက်တစ်တန်းအကြတော့တိုင်ပွားမယ်အဲ့တော့တိုင်တိုးလေး6ခုပေါ်မှာတိုင်ပွား6ခုထိုးမယ်နော်အဲ့တော့တစ်ပေါက်ထဲမှာနှစ်တိုင်နဲ့ပွားပြီးတော့ထိုးမယ်ဆိုတော့မြင်ခုနတစ်တိုင်ထိုးပြီးသွားပြီပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တစ်တိုင်ထိုးလိုက်မယ်ပွားလိုက်မယ်အဲ့တော့တစ်ခါထိုးပြီးပြီဆိုတော့နောက်ထပ်5ခါထိုးလိုက်နော်ဒါဆိုရင်နောက်တစ်တန်းသွားမယ်ဒီမှာတိုင်ပွားလေး6ခုထိုးပြီးသွားပြီနောက်တစ်တန်းကျတော့တိုင်တိုးတစ်ခုတိုင်ပွားတစ်ခု6ခါအဲ့တော့တိုင်တိုးတစ်ခုပြီးသွားရင်တိုင်ပွားမယ်တစ်ပေါက်ထဲမှာတိုင်တိုးလေး2ခုထိုးပြီးတော့ပွားမယ်တိုင်ပွားလိုက်မယ်ဒါဆိုလို့ရှိရင်မင်းတစ်ခါထိုးပြီးသွားပြီတိုင်တိုးတစ်ခုတိုင်ပွားတစ်ခုကိုတစ်ခါထိုးပြီးသွားရင်နောက်ထပ်5ခါကျန်မယ်အဲ့5ခါကိုထိုးလိုက်နော်ဒါဆိုရင်တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုအားလုံးပေါင်း6ခါထိုးပြီးသွားပြီအဲ့တော့နောက်တစ်တန်းကကြတော့တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုအားလုံးပေါင်း6ခါပဲနော်တိုင်တိုးတစ်ခုပြီးသွားလို့ရှိရင်တိုင်ပွားမယ်နော်တစ်ပေါက်ထဲမှာ2တိုင်ထိုးပြီးတော့ပွားမယ်ပြီးလို့ရှိရင်တိုင်တိုးတစ်ခုဒါဆိုရင်တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုကိုအားလုံးပေါင်း6ခါထိုးမယ်တစ်ခါပြီးပြီဆိုတော့နောက်ထပ်5ခါထိုးလိုက်နော်ဒါဆိုရင်တိုင်တိုးတစ်ခုတိုင်ပွားတစ်ခုတိုင်တိုးတစ်ခုကို6ခါပြီးသွားပြီနော်အဲ့တော့မင်းတို့နောက်တစ်တန်းသွားမယ်နောက်တစ်တန်းကကြတော့တိုင်တိုး3ခုတိုင်ပွားတစ်ခုကို6ခါထိုးမယ်တိုင်တိုး3ခုထိုးမယ်တစ်ခါပြီးပြီနောက်ထပ်တစ်ခါနဲ့3တိုင်တိုး3ခုပြီးသွားလို့ရှိရင်တိုင်ပွားမယ်ဆိုတော့တစ်ပေါက်ထဲမှာတိုင်တိုး2ခုထိုးပြီးတော့ပွားလိုက်မယ်ဒါဆိုရင်တိုင်တိုး3ခုတိုင်ပွားတစ်ခုတစ်ခါပြီးပြီနောက်ထပ်5ခါကျန်မယ်အဲ့ဒါကိုဆက်ပြီးတော့ထိုးလိုက်နော်စုစုပေါင်း6ခါတိုင်တိုး3ခုတိုင်ပွားတစ်ခုအားလုံးပေါင်း6ခါပြီးသွားပြီနော်အဲ့တော့နောက်ထပ်တစ်ဆင့်သွားမယ်နောက်ထပ်တစ်ဆင့်ကကြတော့တိုင်တိုး2ခုတိုင်ပွားတစ်ခုတိုင်တိုး2ခုအားလုံးပေါင်း6ခါသွားမယ်တိုင်တိုး2ခုထိုးမယ်နဲ့နှစ်ပြီးသွားလို့ရှိရင်ပွားမယ်ပွားလိုက်မယ်ပြီးသွားလို့ရှိရင်တိုင်တိုး2ခုပြန်လာမယ်နဲ့အဲ့ဆိုရင်တိုင်တိုး2ခုတိုင်ပွား1ခုတိုင်တိုး2ခုကိုအားလုံးပေါင်း6ခါထိုးမယ်မင်းတစ်ခါပြီးသွားပြီဆိုတော့နောက်ထပ်5ခါထပ်ပြီးတော့ထိုးလိုက်နော်ဆိုရင်တိုင်တိုး2ခုတိုင်ပွား1ခုတိုင်တိုး2ခုအားလုံးပေါင်း6ခါပြီးသွားပြီเนาะနောက်ထပ်တစ်ဆင့်သွားမယ်နောက်ထပ်တစ်ဆင့်ကကြတော့တိုင်တိုး5ခုတိုင်ပွား1ခုတိုင်တိုး5ခုထိုးမယ်နဲ့3 4 5တိုင်တိုး5ခုပြီးရင်တိုင်ပွား1ခုတိုင်ပွား1ခုဒါဆိုရင်တိုင်တိုး5ခုတိုင်ပွား1ခုတစ်ခါပြီးသွားပြီအဲ့တော့မင်းတို့အဲ့ဒီတိုင်ကိုနောက်ထပ်5ခါထပ်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်တိုင်တိုး5ခုတိုင်ပွား1ခုအားလုံးပေါင်း6ခါထိုးပြီးသွားပြီဒါဆိုမင်းတို့ရေးကြည့်လိုက်မယ်ဆိုရင်တိုင်တိုးက5ခုတိုင်ပွားက2ခုဆိုတိုင်တိုး2ခုအားလုံးပေါင်း9ခုအဲ့9ခုကို6ခါထိုးထားရဲဆိုဒါ42ခုရလိုက်မယ်42ခုရတယ်ပေါ့နော်အဲ့လို42ခုကိုအားလုံးပေါင်းနောက်ထပ်ဘယ်နှတန်းထပ်တက်ရမလဲဆိုလို့ရှိရင်8တန်းထပ်ပြီးတော့တက်ရမယ်เนาะ8တန်းထပ်ပြီးတော့တက်မယ်8တန်းထပ်ပြီးတော့တက်မယ်ဆိုတော့တစ်ပေါက်စီမှာတိုင်တိုးလေးတစ်ခုနှုံးနေပေါ့เนาะ8တန်းတက်မယ်နဲ့3 4 5
9ခုထိုးပြီးသားနော်အဲ့တော့ဒီတဒန်းကို42ခုပြည့်အောင်ထိုးလိုက်အဲ့ဆိုရင်တဒန်းအဲ့လိုမျိုး42ခုနောက်ထပ်တဒန်းနောက်ထပ်တဒန်းနောက်ထပ်တဒန်းနဲ့တပေါက်စီမှာတစ်ထိုင်လုံးနဲ့ထိုးသွားလိုက်မယ်အလုံးပေါင်း10တန်းထပ်ပြီးတော့တက်လိုက်ပါနော်မင်းတက်ပြီးသွားလို့ရှိရင်ပြန်ပြပေးမယ်ဒါဆိုရင်မင်း42ခုတန်းကိုအလုံးပေါင်း10တန်းတက်ပြီးသွားပြီနော်1 2 3 4 5 6 9 10တန်းတက်ပြီးသွားလို့ရှိရင်မင်းဘာလုပ်မလဲဆိုလို့ရှိရင်နောက်ထပ်တစ်ပေါက်မှာရှက်ကော်လေးထိုးပြီးသွားလို့ရှိရင်ခြီကိုဖြတ်လိုက်မယ်နော်ဒီအစာကိုအလေးနဲ့ထိုးပြီးတော့ဒီအတွင်းထဲမှာခြီစားတက်လိုက်နော်ခြီစားတက်လိုက်ဒီလိုလေးဖြစ်သွားမှာပေါ့စပင်လေးထိုးမယ်နော်စပင်လေးထိုးဖို့လဲမင်းတို့ဘာလုပ်မလဲဆိုလို့ရှိရင်မကြစ်ရင်လုပ်မယ်အယောင်ကနော်ကိုယ်စိတ်ကြိုက်အယောင်နဲ့ထိုးလို့ရတယ်နော်မင်းဒီတခါအယုတ်လေးကိုအဝါရောင်လေးနဲ့လုပ်မှာမဟုတ်လို့နော်အဝါရောင်လေးနဲ့ထိုးတယ်မကြစ်ရင်လုပ်မယ်ပြီးရင်မကြစ်ရင်ထဲမှာတိုင်တိုး6ခု1မကြိတ်လေးနဲ့မှတ်မယ်ဒါဆိုလို့ရှိရင်တိုင်တိုး6ခုထိုးပြီးတော့ခွင်းကိုကျုံလိုက်နော်မြင်မပြတော့ဘူးနော်နောက်တန်းသွားမယ်နောက်တန်းကကြတော့ဒါခုနတိုင်တိုး6ခုကိုခွင်းကျုပ်ထားပြီနော်နောက်တန်းကကြတော့တိုင်ပွား6ခုလာမယ်ချီစားသိမ်းသွားနော်တိုင်ပွား6ခုလာမယ်ဒါကြီးကနော်အမြဲတမ်းထိုးနေကြဆိုတော့တိလောက်ပါပြီတိုင်ပွားမယ်ဆိုတော့တိုင်တိုတစ်ပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်ပထမဆုံးအပေါက်ကိုတော့မကြိတ်လေးနဲ့မှတ်မယ်အဲဆိုရင်မိမိတိုင်ပွားတစ်ခါထိုးပြီးသွားပြီတိုင်ပွားကို6ခုစုံတဲ့ထိကိုထိုးလိုက်နော်ဆိုရင်တိုင်ပွားလေး6ခုထိုးပြီးသွားပြီနောက်တစ်တန်းသွားမယ်နောက်တစ်တန်းကျတော့တိုင်တိုတစ်ခုတိုင်ပွားတစ်ခုတိုင်တိုတစ်ခုမကြိတ်လေးပြန်ပြီးတော့မှတ်မယ်တိုင်ပွားတစ်ခုတပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်ဒါဆိုရင်ဒီအတန်းကတိုင်တိုတစ်ခုတိုင်ပွားတစ်ခုအားလုံးပေါင်း6ခါထိုးမယ်တစ်ခါထိုးပြီးသွားပြီဆိုတော့နောက်ထပ်5ခါထပ်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်တိုင်တိုတစ်ခုတိုင်ပွားတစ်ခုအားလုံးပေါင်း6ခါထိုးပြီးပြီနောက်တစ်ဆင့်သွားရအောင်နောက်တစ်ဆင့်ကျတော့ဘာထိုးမလဲဆိုလို့ရှိရင်တိုင်တိုတစ်ခုထိုးမယ်တိုင်တိုတစ်ခုထိုးမယ်နော်ပြီးသွားလို့ရှိရင်တိုင်ပွားတစ်ခုထိုးမယ်တပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်တိုင်ပွားတစ်ခုထိုးမယ်ပြီးသွားလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်တို2ခုတိုင်ပွားတစ်ခု5ခါလာမယ်တိုင်တို2ခုမြေတိုင်တို2ခုထိုးလိုက်ပြီနော်ပြီးသွားလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်ပွားတစ်ခုတပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်အဲ့ဒါကို5ခါထိုးရမယ်ဟုတ်ပြီနော်အဲ့တော့မြေတစ်ခါထိုးပြီးသွားနောက်ထပ်တစ်ခါထပ်ထိုးပြမယ်တိုင်တို2ခုနဲ့ပြီးရင်နောက်ထပ်တစ်ပေါက်မှာကျတော့ဘာလာမလဲဆိုရင်ပွားမယ်တိုင်ပွားတစ်ခုဒါဆိုရင်တိုင်တိုတစ်ခုတိုင်တို2ခုတိုင်ပွားတစ်ခုတိုင်တို2ခုတိုင်ပွားတစ်ခု2ခါပြီးသွားပြီအဲ့တော့မင်းတို့က5ခါထိုးမှာဆိုတော့နောက်ထပ်3ခါရှိတယ်အဲ့နောက်ထပ်3ခါကိုဆက်ထိုးလိုက်နော်ပြီးရင်မင်းပြန်ပြပေးမယ်ဒါဆိုရင်တိုင်တို2ခုတိုင်ပွားတစ်ခု5ခါပြီးသွားပြီနောက်ဆုံးမှာတစ်ပေါက်ကျန်နိုင်မယ်အဲ့ဒီတစ်ပေါက်မှာတိုင်တိုတစ်ခုဒါဆိုရင်ဒီတန်းဘယ်လိုဖြစ်သွားမှာလဲဆိုလို့ရှိရင်တိုင်တိုတစ်ခုတိုင်ပွားတစ်ခုပြီးသွားလို့ရှိရင်တိုင်တို2ခုတိုင်ပွားတစ်ခုကို5ခါထိုးလိုက်တယ်5ခါထိုးပွားရင်နောက်ဆုံးတစ်ပေါက်မှာတိုင်တိုတစ်ခုနဲ့အဆုံးသတ်တယ်เนาะဒါဆိုရင်ဒီတိုင်းရမယ်เนาะနောက်ဆင့်သွားမယ်เนาะနောက်တစ်ဆင့်ကျတော့ဘာလာမလဲဆိုလို့ရှိရင်တိုင်တို3ခုတိုင်ပွားတစ်ခု6ခါလာမယ်တိုင်တို3ခုလာမယ်ဆိုတော့တစ်ခုပြီးသွားပြီပြီးသွားလို့ရှိရင်3တိုင်တို3ခုပြီးသွားလို့ရှိရင်တိုင်ပွားတစ်ခုတပေါက်ထဲမှာတိုင်တိုလေး2ခုထိုးပြီးတော့ပွားလိုက်မယ်ဒါဆိုရင်တစ်ခါရပြီမိမိနောက်ထပ်တစ်ခါထပ်ထိုးပြမယ်တိုင်တို1နဲ့3တိုင်တို3ခုပြီးသွားလို့ရှိရင်တိုင်ပွားတစ်ခုဒါဆိုလို့ရှိရင်မိမိ2ခါပြီးသွားပြီပေါ့နော်အဲဒီတိုင်တို3ခုတိုင်ပွားတစ်ခုကိုနောက်ထပ်အလုံးပေါင်း4ခါထပ်ပြီးတော့ထိုးလိုက်နော်ဒါဆိုရင်စုစုပေါင်း6ခါဖြစ်မယ်နော်ဆိုရင်တိုင်တို3ခုတိုင်ပွားတစ်ခုအလုံးပေါင်း6ခါပြီးသွားပြီနော်6ခါပြီးသွားပြီဆိုရင်မင်းတို့ဘာလုပ်မလဲဆိုရင်ပထမဆုံးထိုးခဲ့တဲ့အပေါက်မှာရှက်ကော်လေးဆွဲပြီးသွားလို့ရှိရင်
ခြီကိုတူလေးပဲထားပြီးတော့ဖြတ်လိုက်မယ်နော်ပြီးတော့လို့ရှိရင်ဒီဟာလေးကိုအခလေးနဲ့ဒီအနောက်ထဲမှာခြီစားတက်လိုက်နော်အဲ့ဒါမျိုးကိုနောက်ထပ်တစ်ခုထိုးမယ်နောက်ထပ်တစ်ခုကိုကြာလို့ရှိရင်ထိုးပြီးလို့ရှိရင်ပြန်ပြပေးမယ်နော်ခြီမဖြတ်နိုင်အောင်နော်အဲ့ဆိုရင်မင်းတို့နောက်ထပ်တစ်ဖက်ရပြီနော်နောက်ထပ်တစ်ဖက်ကျတော့ဒီဘက်နဲ့တွဲပြီးတော့ချုပ်မှာမို့လို့မင်းတို့ခြီစားအောင်နည်းနည်းရှည်ရှည်လေးခြံပြီးတော့ဖြတ်လိုက်မယ်နော်ဒါနောက်ဆုံးနိုင်နေတာပေါ့နော်ပွားထားတဲ့နေရာအဲ့တော့ဒီလိုလေးရမယ်ဒါဆိုဒီတိုင်းလေးရမယ်နော်ပြီးရင်ဒီဘက်နဲ့တွဲပြီးတော့ချုပ်မယ်နော်ဒါဆိုရင်မင်းအပေါက်ထိုးပြီးသွားပြီနော်ဒီဘက်နဲ့လာပြီးတော့တွဲမယ်ဒီဘက်နဲ့တွဲမယ်ဆိုတော့မင်းတို့ခုနကတော့နော်ဒီနားလေးမှာအဆုံးတတ်ထားခဲ့တာလေးရှိတယ်နော်အလှပန်းနဲ့ဖြစ်ပါစေအောင်နော်အမှအဆင်ပြေမှာတွဲအဲ့တော့တွဲတဲ့ခါကျတော့ဒါဒီနေရာမှာဆုံးထားတဲ့နေရာလေးနော်ဆုံးထားတဲ့နေရာလေးဆိုတော့ဒီဘက်ကဒီမှာကျတော့ဆုံးထားတဲ့နေရာအဲ့တော့ဒီလိုဒီဆုံးထားတဲ့နေရာလေးဒီဆုံးထားတဲ့နေရာထိပေါ့နော်လာပြီးတော့ထိတဲ့ထိကိုတွဲမယ်အဲ့တော့ဘယ်နှချက်လောက်ဒီလိုကြီးတွားတွဲလို့ရှိရင်လည်းတိတ်မလှလောက်ဘူးเนาะအဲ့တော့မလှလောက်ဘူးဆိုတော့သူတို့နှစ်ခုကြားထဲမှာ၄ချက်လောက်ပေါ့เนาะ၄ချက်လောက်ဟိုဘက်နဲ့ဒီဘက်ကို၄ချက်လောက်ဖြစ်အောင်လို့နည်းနည်းလေးချိန်လိုက်ပေါ့เนาะ1 2 3 4ချက်ဆိုဒီနေရာလောက်ပေါ့เนาะဒီအပေါက်ကောက်ကနေစပြီးတော့ဟိုဘက်ဒီဘက်ကိုတွဲသွားလိုက်မယ်เนาะပုံမှန်တွဲသလိုပဲအပေါ်အောက်ယူပြီးတော့တွဲလိုက်၄နေရာလောက်ပေါ့နော်ဒါဆိုရင်လိုလေးတွဲရလေးရမယ်ပြီးတော့လို့ရှိရင်ဒီအနောက်ဘက်မှာခြီစားကိုတုပ်လိုက်ပေါ့နော်တုပ်ပြီးသွားလို့ရှိရင်ဒီလိုအတွင်းထဲကိုထည့်ပြီးတော့ခြီစားတက်လိုက်တော့နော်ဒါဆိုလို့ရှိရင်ဟဲလေးတွဲရရမယ်နော်ဒီဟာလေးကဒီညမှာလာပြီးတော့ဒီလိုလေးအုပ်မှာပေါ့နော်ဒီတိုင်းလေးလာပြီးတော့အုပ်မှာနော်အဲ့ဆိုရမယ်နော်မချရင်လုံးမယ်နေရလေးထိုးဖို့အတွက်ပြီးရင်မချရင်ထဲမှာတိုင်တိုး6ခုပဲထိုးမယ်နော်တဲ့မချိတ်လေးနဲ့မှတ်မယ်နဲ့တိုင်တိုး6ခုထိုးပြီးရင်ခွင်းကိုကျုံလိုက်နော်နောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်ကကြတော့ပါလာမလဲဆိုလို့ရှိရင်တိုင်တိုးတစ်ခုတိုင်တိုးတစ်ခုထိုးမယ်ပြီးရင်တိုင်ပွားမယ်ဒီကကြတော့တိုင်ပွားကိုတစ်ပေါက်ထဲမှာအလုံးပေါင်း3နိုင်ပွားမယ်เนาะတစ်ပေါက်ထဲမှာ3နိုင်ပွားမယ်အဲ့တော့ပွားပြမယ်เนาะဒါဆိုရင်တစ်ပေါက်ကိုထိုးလိုက်ပြီเนาะနောက်ထပ်တစ်ပေါက်မှာ1ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တစ်တိုင်းနဲ့အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တစ်တိုင်းဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်မင်းတို့ကတိုင်တိုးတစ်ခုတစ်ပေါက်ထဲမှာ3တိုင်နဲ့တိုင်ပွားမယ်အဲ့လိုမျိုး3ခါထိုးရမယ်အခုမင်းတစ်ခါပြီးသွားပြီအဲ့တော့မင်းထပ်ပြီးတော့ပြလိုက်မယ်เนาะအကုန်လုံးဒါဆိုရင်နောက်ထပ်တစ်ပေါက်မှာတိုင်တိုးတစ်ခုပြန်လာတယ်ပြီးရင်နောက်ထပ်တစ်ပေါက်မှာကျတော့တိုင်ပွားမယ်တစ်ပေါက်ထဲမှာတိုင်တိုး3ခုထိုးပြီးတော့ပွားလိုက်မယ်เนาะအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခုနဲ့အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခုပြန်ဆွဲမယ်နော်3ဒါဆိုလို့ရှိရင်2ခါရပြီအဲ့တော့မင်းနောက်ဆုံးတစ်ခေါက်ပဲကျန်တော့မယ်နောက်ဆုံးတစ်ခေါက်မှာလည်းအဲ့ဒီတိုင်းပဲပါပြန်လာမလဲဆိုလို့ရှိရင်တိုင်တိုးတစ်ခုပြန်လာမယ်ပြီးရင်နောက်ဆုံးအပေါက်မှာ
တပေါက်ထဲမှာတိုင်တိုး3ခုထိုးပြီးတော့ပွားမယ်1အဲ့ဒီအပေါက်ထဲမှာပဲ2အဲ့ဒီအပေါက်ထဲမှာပဲ3ဒါဆိုရင်မင်းတို့ဒီအတန်းကတိုင်တိုးတစ်ခုတိုင်ပွားပေါ့နော်တပေါက်ထဲမှာ3တိုင်ထိုးထားတဲ့တိုင်ပွားတစ်ခုအဲ့လိုမျိုး3ကထိုးထားတာနော်ဒါဆိုရင်ရမယ်နော်ဒီအတန်းနောက်ဆင့်သွားမယ်နော်နောက်တစ်ဆင့်ရကြတော့တိုင်တိုး2ခုထိုးမယ်တစ်ခုတပေါက်စီမှာတစ်တိုင်လုံးနဲ့တိုင်တိုး2ခုထိုးမယ်2ခုပထမဆုံးထိုးခဲ့တဲ့အပေါက်ကိုမှတ်ချိန်လေးနဲ့မှတ်နော်ပြီးသွားလို့ရှိရင်တပေါက်ထဲမှာတိုင်တိုး3ခုနဲ့ပွားမယ်တဲ့အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခု2အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခု3ဒါဆိုရင်ဒီတိုင်းလေးရမယ်ပြီးရင်ဘာလာမလဲဆိုလို့ရှိရင်တိုင်တိုး3ခုပြန်လာမယ်တဲ့နေတပေါက်စီမှာတစ်တိုင်လုံးနဲ့တိုင်တိုး3ခုပြန်လာလိုက်မယ်3တိုင်တိုး3ခုလာပြီးတော့လို့ရှိရင်နောက်ထပ်တစ်ပေါက်မှာကကြတော့တိုင်တိုး3ခုထိုးပြီးတော့ပွားမယ်တစ်ပေါက်ထဲမှာတဲ့အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခုနဲ့အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတစ်ခုတိုင်တိုးတစ်ခု3နော်ပြီးတော့လို့ရှိရင်ဘာပြန်လာမလဲဆိုလို့ရှိရင်တိုင်တိုး3ခုပြန်လာမယ်တဲ့နဲ့3တပေါက်စီမှာတစ်တိုင်လုံးနဲ့တိုင်တိုး3ခုပြန်လာမယ်ပြီးရင်တပေါက်ထဲမှာ3တိုင်ထိုးပြီးတော့ပြန်ပွားမယ်တဲ့နဲ့3တပေါက်ထဲမှာပဲ3တိုင်ထိုးပြီးတော့ပွားလိုက်တယ်နော်ပြီးရင်နောက်ဆုံးအပေါက်မှာတိုင်တိုးတစ်ခုထိုးလိုက်မယ်ဒါဆိုရင်ဒီရတန်းကမင်းတို့ကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်တိုင်တိုး2ခုပြီးရင်တပေါက်ထဲမှာတိုင်တိုး3ခုထိုးပြီးတော့ပွားလိုက်တယ်ပြီးရင်တိုင်တိုး3ခုပြီးရင်တပေါက်ထဲမှာတိုင်တိုး3ခုထိုးပြီးတော့ပွားလိုက်တယ်ပြီးရင်တိုင်တိုး3ခုပြီးရင်တပေါက်ထဲမှာတိုင်တိုး3ခုထိုးပြီးတော့ပွားလိုက်တယ်နောက်ဆုံးမှာကတိုင်တိုးတစ်ခုနဲ့အဆုံးသတ်တယ်ပေါ့နော်အဲ့ဆိုဒီတိုင်းလေးဖြစ်သွားမယ်နော်ဒီတိုင်းလေးပြီးသွားလို့ရှိရင်မင်းတို့ကခြေစားကိုရှည်ထားပြီးတော့ဖြတ်ချလိုက်မယ်ဒါဆိုရင်နေရွက်လေးနှစ်ဖက်ရမယ်နော်မျက်ရည်စလေးထိုးဖို့အတွက်မကြစ်ရင်းလုပ်မယ်မကြစ်ရင်းထဲမှာတိုင်တိုး6ခုထိုးမယ်နော်မကြစ်ရင်းလုပ်မယ်ပြီးရင်မကြစ်ရင်းထဲမှာတိုင်တိုး6ခုထိုးမယ်တဲ့အဲ့ဆိုရင်တိုင်တိုး6ခုထိုးပြီးတော့ကျုပ်နိုင်နော်ဒါဆိုရင်တိုင်တိုး6ခုထိုးပြီးသွားပြီအဲ့ဒီတိုင်တိုး6ခုပေါ်မှာဘာပြန်လာမလဲဆိုလို့ရှိရင်တိုင်တိုး6ခုပဲပြန်လာမယ်တိုင်တိုး6ခုပေါ်မှာတိုင်တိုး6ခုပြန်လာမယ်တဲ့နဲ့3ခုထိုးပြီးွားပြီနောက်ထပ်3ခုထိုးလိုက်နော်အဲဆိုဒီအစင်ကတိုင်တိုး6ဒါဆိုရင်တိုင်တိုး6ခုထိုးပြီးသွားပြီနော်ဒီကကြရင်ပြန်လဲမှန်လန်နေပါနဲ့တော့ရရင်နော်ဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်နောက်တစ်စင်တက်လိုက်လို့ရှင်ပြီးသွားလို့ရှင်မင်းတို့ခြီဖြတ်လိုက်မယ်နော်ခြီဖြတ်လိုက်မယ်ပြီးရင်အဲ့ဒီခြီစားလေးကိုဒီအတွင်းထဲမှာခြီစားတက်လိုက်ပြီးရင်ဒီခြီစားကိုလည်းညှက်လိုက်နော်အဲ့လိုမျိုးလေးနောက်ထပ်တစ်ခုထိုးလိုက်နော်မျက်ရည်စလေး2ခုရမယ်ဒါဆိုရင်မျက်ရည်စလေးနှလုံးရမယ်ဒါဆိုရင်မင်းတို့ကဒီအုတ်ထုပ်တွေကဘယ်လိုဖြစ်မှလဲဆိုတော့သပင်လေးရှိမယ်အုတ်ထုပ်တွေကဒီအနောက်ဘက်ကနေပြီးတော့ဗောနော်ဒီလိုလာပြီးတော့ဆွတ်မှာနော်သပင်ကိုလည်းကော်ကတ်မယ်အုတ်ထုပ်ကိုလည်းကော်ကတ်မယ်နော်ဒီလိုမျိုးလေးလာဆွတ်မှာနော်ကွက်တီပဲနောက်တော့မှဒါမင်းအစမ်းဆွတ်ပြရနော်နောက်တော့မှနေရာပြန်ချရမယ်အကုန်ဒီလိုလေးဆွတ်မယ်နော်အဲဆိုရမယ်နော်အဲ့တော့မင်းတို့နေရွက်လေးရပြီဒီနေရွက်လေးတွေကိုဘယ်လိုနေရာမှာတွဲမလဲဆိုလို့ရှိရင်မင်းတို့ဒီလိုရှိရပေါ့နော်ခုနကတော့ခြေစားတက်ခဲ့တဲ့နေရာဒီနေရာလေးတွေကိုဒီနေရာကိုအောက်ဖက်မှာထားလိုက်နော်ဒီအယုံလေးလည်းရင်းပြမယ်ဒီနေရာလေးကိုအောက်ဖက်မှာထားလိုက်တယ်နော်မတိတာတော့အောက်ဖက်မှာထားလိုက်ပဲလို့ရှိရင်နေရွက်ကကြတော့ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်မင်းတို့ဒီရနေရှိလို့ရှိရင်1 2 3 4 5
4တန်းနဲ့5တန်းမြောက်ချားပေါ့နော်ဒီ line လေးနော်4တန်းနဲ့5တန်းမြောက်ချား line လေးကနေစပြီးတော့တွဲမယ်။ရွက်နှစ်ခုချားကဘယ်လောက်ချားရမလဲဆိုရင်1 2 3 4 5ခုချားမယ်1 2 3 4 5ခုချားမယ်နော်5ခုချားပြီးတော့တွဲလိုက်မယ်နော်ဒီလိုထိတ်ဒီလိုနေရာလောက်ကနေမတွဲဘူးเนาะဘေးဆုံကနေစပြီးတော့မတွဲဘူးမင်းဒီခြီစားအဆုံးတက်ခဲ့တဲ့နေရာပေါ့เนาะခြီစားအဆုံးတက်ခဲ့တဲ့နေရာကနေစပြီးတော့ပဲတွဲမယ်เนาะအဲ့တော့ဒီဟာလေးကိုအလယ်မှာထားမယ်ပေါ့အလယ်မှာထားမယ်ဆိုရင်မင်းတို့ဒီဘက်တစ်ခုကိုအရင်เนาะဒီလိုချိန်လိုက်ပေါ့เนาะ1 2 3 4 4နဲ့5နဲ့ချားဆိုတော့ဒီနေရာလောက်ဖြစ်မှာပေါ့เนาะဒီနေရာလောက်မှာစပြီးတော့တွဲလိုက်မယ်အဲ့တော့ဒါလေးနဲ့ဒီအောက်ကဟာလေးနဲ့လာပြီးတော့ချုပ်လိုက်မယ်ပေါ့နော်ချုပ်လိုက်မယ်ဘေးအစုံဆုံးထိမသွားနဲ့နော်ဒီနန်းလောက်ထိပဲသွားပြီးတော့ဒီမှာလာပြီးတော့ဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်တွဲလိုက်နော်အဲ့ဆိုရမယ်နော်မင်းနှာခေါင်းလေးထိုးဖို့အတွက်ရာထားတယ်နော်အဲ့ဒါကဒီခေါင်းကနေပြီးတော့1 2 3 4 5 6 9 10 17နဲ့ကြားအတန်လေးပေါ့နော်ဒီနေရာမှာခြုံနေရလေးရှိရနော်မင်းတို့ပတ်တန်သွင်းနေတာရှိတယ်ခေါင်းမှာနော်အဲ့တော့ဒီပင်ရလေးနှစ်ပေါက်စီကိုလာမှာပေါ့ပထမဆုံးဒီအပေါက်စီကိုလာမယ်နော်ခေါင်းတနေရာကနေလာလိုက်ပေါ့ခြေစားကိုချမ်းထားမယ်နော်ပြီးရင်ဒီဘက်ပင်အပေါက်ထဲကိုလာလိုက်မယ်နော်နမပြီးရင်တနေရာကိုပြန်ထွက်လိုက်မင်းတို့ပြီးတော့မှပုံလေးနည်းနည်းပြန်သွင်းနော်ဒါဆိုရင်အလဲဆန္ဒတက်တဲ့မှာနှာခေါင်းလေးရမယ်နော်ပြီးရင်ဒီခြေစာလေးတွေကိုဖြတ်လိုက်မယ်ဒါလေးတွေကိုအထက်ကိုသွင်းပြီးတော့ခြေစာတက်လိုက်မယ်နော်ဒါဆိုရင်နှာခေါင်းလေးရမယ်နော်မျက်လုံးလေးထိုးမယ်နော်မျက်လုံးလေးထိုးဖို့အတွက်ကကြတော့ဒီမှာချီမဲရောင်လေးယူထားတယ်နော်အဲ့ဒါဘယ်လိုသွားမလဲဆိုလို့ရှိရင်မင်းတို့ဒီမှာနှာခေါင်းရှိတယ်နှာခေါင်းရဲ့တပေါက်ကိုကြော်ပေါ့နော်အဲ့တပေါက်ကြော်ရဲ့ဒီလိုအပေါ်ပေါက်လေးနော်နှာခေါင်းကိုတပေါက်ကြော်ရဲ့အပေါ်ပေါက်လေးနော်အဲ့ဒီပေါက်ထဲကိုထိုးမယ်အဲ့တော့ခြီစားကိုတနေရာကနေလာလိုက်မယ်လာပြီးွားရင်အခုပင်ရထိုးထားတဲ့အပေါက်ထဲကိုယူလိုက်မယ်ခြံထားလိုက်မယ်နော်ခြီစားအောင်လည်းခြံထားလိုက်ပြီးတော့လို့ရှိရင်1 2ပေါက်နော်နှစ်ပေါက်ကြားတဲ့တစ်ပေါက်လေးကိုကြော်ပြီးတော့ဒီဒုတိယပေါက်မှာထည့်လိုက်တယ်ထည့်ပြီးရင်ဒီပင်ရထိုးထားတဲ့ဒီနေရာကိုလာမယ်နော်ပင်ရထိုးထားတဲ့ဒီအပေါက်စီကိုလာလိုက်မယ်နော်ဒီလိုလေးရမယ်ပြီးရင်ဒီမှာလည်းအဲ့လိုပဲ1နဲ့တစ်ပေါက်ကိုကြော်ဒုတိယမြောက်အပေါက်မှာလာထိုးလိုက်မယ်ဟမ်ထိုးပြီးသွားလို့ရှိရင်ဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒီဘက်အပေါ်တန်းလေးပေါ့နော်ဒီလိုမျိုးနေရာလေးနော်ဆောင်းဆောင်းလေးဖြစ်တဲ့နေရာပေါ့နော်ဒီနေရာလေးကိုလာလိုက်မယ်အကောနော်ပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီအပေါက်ထဲကိုပြန်ဝင်မယ်ဝင်ပြီးွားရင်ဒီဘက်ကိုလည်းအဲ့လိုပဲဒီလိုနေရာဆောင်းဆောင်းလေးပေါ့နော်ဖြစ်မဲ့နေရာပေါ့နော်ဒီအပေါ်နန်းလေးပေါ့အဲ့ထဲကိုဝင်လိုက်တယ်နော်ချီကိုနည်းနည်းလေးသေးအောင်တင်းတင်းလေးဆွဲနော်โอเคပြီးရင်ဒီဘက်ထဲကိုပြန်ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်မင်းတို့ကဘာလုပ်မလဲဆိုရင်တနေရာကိုထွက်နည်းနည်းတင်းတင်းလေးဆွဲလိုက်နော်
ဒါဆိုရင်မျက်လုံးမှိတ်နေတဲ့ပုံစံလေးရမယ်နော်โอเคနော်ဒါဆိုရင်မျက်လုံးလေးရမယ်နော်ဒါဆိုရင်ဒီခြေစည်းနှစ်စကိုဖြတ်လိုက်တော့နော်ဒါဆိုရင်မျက်ရည်စလေးနှလုံးရမယ်နော်အဲ့နှစ်ခုကိုဒီမှာကော်လေးနဲ့ကတ်မယ်ဒီဘက်မှာတစ်လုံးဒီဘက်မှာတစ်လုံးလူဒီကော်လေးနဲ့ကတ်လိုက်မယ်နော်ဒါဆိုရင်ဒီတိုင်းလေးရမယ်နော်ပြီးရင်ပါတစ်ဖက်တစ်ချက်စီမှာပါနီလေးကြီးစုမယ်ပါဖောင်းဖောင်းလေးမှာပေါ့နော်ရမယ်နော်ပြီးရင်နှာခေါင်းလေးရဲ့အောက်မှာပေါ့နော်ပါဇက်လေးပေါ့မရဲတရဲလေးဒီနေရာလေးကိုလည်းပါနီလေးနဲ့တိုးလိုက်မယ်ဒါဆိုလို့ရှိရင်မင်းတို့ crying baby အယုတ်ကလေးရမယ်နော်